ဆိုကျမတို့နိုင်ငံမှာအရှင်ဟိုးအရင်ခေတ်အဆက်ဆက်ကဘယ်တော့မှမရရှိခဲ့တဲ့တရားမျှတရေးဒီ CRSP ကိစ္စတွေရတယ်ဒီလိုအချိန်မှဖြစ်တာလည်းမဟုတ်ဘူးဟိုးအရင်ခေတ်အဆက်ဆက်တွေကလည်းရှိခဲ့တယ်ညီမမှတ်မိတော့ညီမ6တန်း4တန်း5တန်းအရွယ်ပေါ့အနောက်2ရွာကျော်မှာကလေးလေး9နှစ်ပဲရှိသေးတယ်ဘေးအိမ်ကဦးလေးကဒီ break လောက်တာပေါ့ break လောက်တာဟိုမှာတရားမျှတမှုတရားရုံးမှာအဆင့်အဆင့်เนาะဖြစ်ခဲ့တဲ့တက်သေးတွေရောအကုန်လုံးလိုက်တယ်တရားရုံးပေါ်လည်းဒီအမှု case တွေရောက်တယ်ဒါပေမဲ့အဲ့ဒီကလေး case ကထိရောက်မှုမရခဲ့ဘူးနောက်ပြီးတော့ဒီဆိုရင်ကိုကြီးရှောက်မှုဒီလိုမျိုးဖြစ်ခံရတယ်ဆိုရင်ပတ်ဝန်းကျင်ကအများဆုံးဟင်းဒီလိုကြီးဖြစ်တာလား तू ကဒီလိုနေလို့ဆိုတာအဲ့လိုမျိုးများတော့အဖြစ်ကျင်ဖယ်ထားတယ်ပတ်ဝန်းကျင်တစ်ခုလုံးကဆွဲယူရမယ့်ဟာကိုသူ့အဝေးကိုပို့လိုက်တဲ့အတွက်ဒီကလေးတယောက်ရဲ့စိတ်ဒီအမျိုးသမီးတယောက်ရဲ့စိတ်အခုကတော့ကလေးသူငယ်မှမဟုတ်အမျိုးသမီးအသက်60ကျော်အခုနောက်ပိုင်းဒီလို case ကဖြစ်လာတယ်အဲ့တော့သူတို့တော့ကိုကြီးစားရှောက်မှုအဲ့လိုမျိုးပေါ့နော်ဒီမရရှိဘူးနောက်ဖွံ့ဖြိုးတိုးတက်မှုအသက်အရွယ်ပိုင်းခြားဥပမာကြောက်တက်နေတဲ့ကလေးဖြစ်စေကြီးစင်ငယ်လိုက်ပေါ့နော်အဲ့လိုမျိုးကလေးအဲ့လိုမျိုးဖြစ်တဲ့ case တွေဆိုရင်လည်းဖွံ့ဖြိုးတိုးတက်မှုဆိုတာမရအောင်ပတ်ဝန်းကျင်အများသောအားဖြင့်ကျင်ဖယ်ထားတဲ့လူအတိုင်းဝိုင်းနဲ့ဆွဲမတင်တော့တချို့ဆိုစပင်းရှောင်းနေနေအောင်မှာဆိုရင်ဒီအကာလေးပဲရှိရဲ့ညာဘက်ကျရင်ဒီဘိုးကြီးကဒီလိုလာမယ်ပြောထားတယ်ဒါပေမဲ့အဲ့ဒီကောင်မလည်းဒါကိုလက်မခံနိုင်ဘူးအဲ့လိုမျိုးဖြစ်တယ်ဆိုရင်နောက်နေ့ကျရင်သူနဲ့ပတ်သက်တဲ့လူချိတ်ထောက်တယ်အဲ့လိုမျိုးတွေလည်းအခုနောက်ပိုင်းကဘယ်လက်နဲ့မကင်မဆိုဒီဟာတွေကအခုနောက်ပိုင်းအများကြီးဖြစ်လာတယ်ဒါပေမဲ့တောင်းဝန်ယူပေးမဲ့အဖွဲ့အစည်းဆိုတာမရှိဘူးညီမတို့မှာအစိုးရတရက်အဖေခေါ်စရာအစိုးရဆိုတာဘာမှမရှိဘူးဟိုးအရင်ကလည်းမရှိသလိုအခုလည်းမရှိခဲ့ဘူးကျမ်းမာရေးဒီလိုမျိုး case ဖြစ်ပြီးသွားပြီးဆိုရင်ဘယ်အဖွဲ့အစည်းကိုဆက်သွယ်ပြီးတော့ဘယ်လိုမျိုးကျမ်းမာရေးကိုညီမှုအဆောက်အအုံမှုရရမလဲဆိုတာမရှိဘူးဒါပေမဲ့ live ချိန်နေတာပဲညီမမဲဆောက်ရောက်ပြီး case တစ်ခုရှိရဲ့အဲ့ဒီ case ကအတန်းငယ်မတဲ့9နှစ်ပဲရှိသေးတယ်ညီမရဲ့အိမ်ဘေးမှာလာနေတာကျမ်းမာရေးအဆောက်အအုံမှုဆိုတော့သူတို့ဒီ case ဖြစ်ပြီး6လမှကျမ်းမာရေးစစ်မှုကိုရတာအဲ့ဒီကလေးဆိုအပြင်မထွက်ရဲဘူးအိမ်ထဲမှာပဲအမှောင်နေတယ်အပြင်လည်းတကားလည်းမဖွင့်ဘူးသူ့ကလေးကိုလည်းဘယ်အပေါ့ဝကျင်ထဲမှာမပေးတွေးတော့